လူတွေကသက်ရှိပါစေသက်ရှိပါစေလို့ဆုတောင်းကြတယ်အဆုပေးခြင်းဆုတောင်းခြင်းအပြင်သက်ရှိနိုင်သလားဆိုမရှိနိုင်ဘူးဗျာဆုတောင်းနေုံနဲ့မရဘူးသူသက်ရှိခြင်းနဲ့ဆိုရင်ဘာလို့အောင်ကိုယ့်ရဲ့အသက်သိက္ခာကိုဝါချီးတဲ့ပုဂ္ဂိုလ်ရှုသေးခြင်းလေးစားခြင်းရှိခိုးကတော့ပြုခြင်းဟာဆုမတောင်းတော့လဲဒါအသက်ရှိခြင်းအကြောင်းဖြစ်တယ်ဘလို့အသက်ရှိတော့ဆိုအသက်ရဲ့အန္တရာယ်တွေကနေလွတ်သွားတယ်ဥပမာခုခေတ်ဆိုရင်တရားတန်းခေါ်ရဲဆိုရင်တရားတဲ့တော့ကြော်ကြမကြော်မှာပေါ့နော်သူနေရမယ်အသက်တန်းကိုစိတ်အောင်နေလို့ရတယ်လို့သူတို့ဆိုလို့တယ်ဒီလူဟာသူလူပြေပို့လိုက်တဲ့သူ့ရဲ့ကုသကံကအသက်80နေရမယ်ဆိုရင်80ပြည့်အောင်အသက်80မပြည့်ခင်ဂျားထဲမှာအသက်အန္တရာယ်ဆိုတာကြီးကြုံရတယ်။ဘာတွေကြုံလို့ဆိုဖျားတာလဲအသက်အန္တရာယ်ဆင်တုတ်ကွေးတို့ဘာတို့ဒါတွေကလည်းအသက်အန္တရာယ်တွေပဲနော်။ဝတ်တုတ်ကွေးတို့အဲ့လိုမျိုးတွေကယောဂတွေဖြစ်လာတာဒါအသက်အန္တရာယ်။အဲ့ဒီအသက်အန္တရာယ်တွေကလည်းလွတ်သွားနိုင်တယ်သူဆိုလို့အဲ့ဒီယောဂရဲ့အန္တရာယ်တွေလွတ်လာပြီဆိုလို့ရှိရင်အသက်ဟာရှည်လာတယ်အဲ့ဒါကိုဆိုလို့တယ်ဒါမို့ဒီကုသိုလ်လေးကအသက်ကိုရှည်စေနိုင်သလားရှည်စေနိုင်တယ်သက်ရှည်ခြင်းဆုတောင်းမနေနဲ့ကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်ကိုလေးစားကြတော့ပြုရမယ်လို့သူဆိုအဲ့ဒီလေးစားကြတော့ပြုခြင်းသည်ပဲနဲ့အသက်ရှည်ခြင်းအကြောင်းအသက်ရှည်ရင်ကိုယ်အသားရည်ကလည်းစုပ်ပြင်းမယ်ကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းဆိုတာလည်းရှိမယ်ခွန်အားဗလားဆိုတာလည်းအသက်ရှိသလောက်ရှိမယ်လို့ဒါကိုပြောလို့တာ